ကျွန်တော်အသုံးခံပါတယ်နော်ဒီလိုအင်ဂျင်ဆေးမယ်ဆိုလို့ရှိရင်တဘူး1000ခွဲကိုကျွန်တော်3-4လုံးဆေးလို့ရတယ်ဗျနော်မစီကြီးကြတဲ့ကိုကျွန်တော်ဓာတ်ဆီနဲ့တဆင်ဆေးကြမလို့နော်တန်းဆေးရုံကနော်ကျွန်တော်ကဘာမှထက်ရောစရာမလိုပါဘူးဆေးတွေလည်းအများကြီးသုံးကြမလို့ပါဘူးဒရိုးတိုးလိုက်ရေလေးဆွတ်ပြီးတော့လိုက်ပုတ်နေရုံပါပဲနော်ဒါကျွန်တော်ကရေလောင်းချပြတယ်ဆိုတာဗီဒီယိုရိုက်နေလို့ရေလောင်းချတာဗျာနော်ပြီးမှအကုန်လုံးဆေးကြောက်ရနော်ကတ်တာပြီးတော့ဘာမှမရှိဘူးနော်အဲဒီမှာကျွန်တော်တစ်ချက်ပြမယ်မလေးတချို့ဆိုအမဲလေးတွေကျန်တယ်ဒီဟာဆေးလိုက်လို့အမဲကျန်တာရှိတယ်အယောင်လေးနည်းနည်းကျန်တာရှိတယ်အဲ့ဒါလေးတွေကတော့အားနေကြပါနော်တခါလေးပြောပြပေးထားပါတယ်နော်အသုံးခံပါတယ်အာသာချက်ကဓာတ်စီဒီဂျယ်ဖို့လည်းအများကြီးတက်တာတယ်အားနေချက်ကတော့တချို့ဒီလိုလေးတွေကျန်တယ်တချို့ကြောင့်လည်းမီးရမ်းတာတိုင်းအမဲလေးတွေကျန်တာရှိတယ်ဗျနော်ဒီကောင်လေးဆိုရေဆေးပြီးတန်းသုံးရင်ပါပဲဘာမှဓာတ်စီနဲ့လည်းဆေးကြမလို့ပါဘူးနော်ကျွန်တော်အကုန်ဆေးပြီးမှတင်ပေးပါမယ်